ရှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့နယ်ကျူကုတ်ပန်ဆိုင်မှာမြန်မာပိုင်နက်ကိုကျူးကျော်ပြီးတရုတ်ကချန်စီယိုအစ်ကာရန်လိုက်တယ်လို့သိရပါတယ်။ကျူကုတ်ပန်ဆိုင်မြို့နယ်နယ်နိမိတ်ချင်းထိစပ်နေတဲ့မြန်မာပိုင်ရေချောင်းကိုကျူးကျော်ပြီးချန်စီယိုအစ်တိဆောက်လိုက်တာဖြစ်တယ်လို့သတင်းရင်းမြစ်တွေကပြောပါတယ်။အရင်ချန်စီယိုအဟောင်းကရှိပြီးသားချန်စီယိုအဟောင်းအရဆိုရေချောင်းကမြန်မာနိုင်ငံထဲမှာပါတာအခုတရုတ်ကချန်စီယိုအစ်ခတ်လိုက်တာရေချောင်းတစ်ခုလုံးတရုတ်နိုင်ငံထဲရောက်သွားတယ်။တရုတ်ထဲရောက်သွားတာပေတရာထက်မနည်းဘူးဗျ။ချန်စီယိုအစ်ကအဟောင်းထက်တောင်ပိုမြင့်ပြီးပိုခိုင်းတယ်လို့ဒေသခံသတင်းရင်းမြစ်ကဆိုပါတယ်။ချန်စီယိုအစ်ကိုပြီးခဲ့တဲ့2025နှစ်ကုန်ပိုင်းမှာတရုတ်ကတိစောက်ခဲ့တာဖြစ်ပြီးမြန်မာစစ်ကောင်စီဘက်ကတစုံတရာမကန့်ခွက်ခဲ့တာကြောင့်တရုတ်ဘက်ကပေတရာထက်မနည်းကျူးကျော်ကမြန်မာပိုင်နက်ကိုသိမ်းယူသွားခဲ့တာလို့သတင်းရင်းမြစ်ကပြောပါတယ်။အဲ့ဒါအမှန်ပဲဒီလ10ရက်နေ့ကမှသွားကြည့်လာတာပန်ဆိုင်ဘက်မှာအရင်2နှစ်ကျော်တုန်းကတရုတ်ချန်စီယိုကချောင်းရဲ့ဟိုဘက်မှာရှိတာအခုသွားကြည့်လာတာတရုတ်ချန်စီယိုကမြောင်းရဲ့ဒီဘက်ကိုမှမြန်မာပြည်ဒေသခံတွေရဲ့ channel ကိုရောက်နေတာအစိုးရကလည်းတရုတ်တန်အမတ်ကိုခေါ်ပြီးကန့်ကွက်တာလည်းမကြားမိဘူးဒီမှာစိုးမိုးတဲ့ကိုကန်အဖွဲ့ကလည်းမပြောဘူးလို့ပန်ဆိုင်ဒေသခံကိုဆိုင်လောင်ကပြောပါတယ်တရုတ်မြန်မာနှစ်နိုင်ငံနယ်စပ်မှာနယ်မြေထိစပ်မှုကကီလိုမီတာ2000ကျော်ရှိပြီးအငင်းပွားနေတဲ့နယ်နိမိတ်ကိစ္စတွေပြည်လဲဖို့မြန်မာတရုတ်နယ်စပ်ဒေသများစီမံခန့်ခွဲရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်1999ကိုလက်မှတ်ရေးထိုးထားခဲ့ပေမဲ့တရုတ်နိုင်ငံကကျူးကျော်ချန်စီယိုခတ်မှုကိုအကြိမ်ကြိမ်ကျူးလွန်ခဲ့ပါတယ်။